ကျမရဲ့ channel လေးကနေပြန်နေကြိုဆိုလိုက်တယ်ပေါ့နော်ဒီနေ့အားလုံးကိုပြောပြပေးတော့ချင်တဲ့အကြောင်းကတော့ကျမတို့တွေပေါ့နော် input ပဲရှိနေလို့မရဘူး output ပါရှိနေရမယ်ဆိုတဲ့အကြောင်းအရာလေးကိုကျမတို့ပြောပြပေးတော့ချင်တယ်ပေါ့နော်ကျမအနေနဲ့ပေါ့နော်ဘာဖြစ်လို့အဲ့လိုပြောလဲဆိုတော့ကျမတို့တွေအားလုံးပေါ့နော်ဒီ input ကိုတော့တော်တော်လေးလုပ်ဖြစ်ကြတာမျိုးတွေ့ရတယ်ဥပမာဒီ speaking နဲ့ပတ်သက်ပြီးတော့ပေါ့နော် English speaking နဲ့ပတ်သက်ပြီးတော့တိုးတက်ခြင်းနဲ့ဆိုရင်ကျမတို့ reading တွေဖတ်ဖြစ်တယ်ပြီးတော့ပေါ့နော် speaking တွေနားထောင်ဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့နားထောင်တယ်တော့ကျမတို့ရကြပါတယ်ပေါ့နော်ဒီ reading နဲ့ပတ်သက်ပြီးတော့ကျမတို့ pocket တွေရမယ်ဒီ speaking နဲ့ပတ်သက် listening နဲ့ပတ်သက်ပြီးတော့ကျမတို့ပေါ့နော်ခြားလူတွေနဲ့ပြောရရှိကြတယ်ကျမတို့အယံကိုပေါ့နော်နားထောင်ရတာ familiar ဖြစ်သူကပြောလိုက်လေဆိုပြီးတော့လုံးဝသိနေပေါ့နော်ဒါပေမဲ့ပေါ့နော်ကျမတို့အမြဲတမ်း input ပဲရှိနေတာအောက်ကိုရှိမနေဘူးပေါ့နော်အောက်ကိုရှိမနေဘူးလို့ဆိုလိုတာကကျမတို့တခြားကြောင်းနဲ့ practice လုပ်ဖြစ်မနေဘူး used to ဖြစ်ပြောဖြစ်မနေဘူးအဲ့ဒါကြောင့်ကျမတို့ပါစက်ကပေါ့နော်ကျမတို့မှတ်ထားတဲ့ဒီ book head တွေ listening တွေကိုကျမတို့အုံနောက်ကမြင်မြန် response လုပ်ပြီးတော့ပေါ့နော်ဒီစကားပြောတဲ့အချိန်တိုင်းမရှာပြပေးနိုင်ဘူး produce မလုပ်နိုင်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ခဏမပြောတဲ့အခါကျတော့သူကခဏအုံနောက်ထမှာအမှတ်ထားပေးဘူးပေါ့နော်အဲ့ဒါကြောင့်မို့ကျမတို့ကတကယ်အများကြီးတိုးတက်ချင်နေဆိုရင်တော့ကျမတို့ output ပါရှိဖို့လိုတယ်အခြားပဿနာတွေရှာပြီးတော့များလေးကျင့်တယ်ဒါမှမဟုတ်ဘဲနဲ့ပေါ့နော်ဒီ speaking အများအားပြောဖြစ်တဲ့ empowerment တခုပေါ့နော်ကိုချပြီးတော့ပေါ့နော်အမြဲတမ်းပေါ့နော်အသေးလေးမှစအကြီးမှစကျမတို့ပြောဖြစ်ဖို့လိုတယ်အဲ့ဒါမှပေါ့နော် input ရှိရတဲ့အများ output ကိုလည်းလုံးဝ produce ကောင်းလုပ်နိုင်မယ်ဆိုရင်တော့ကျမတို့အောင်မြင်မှသိကြတယ်ကောင်းလေးလုပ်နိုင်မှသိကြတယ်ပေါ့နော်အဲ့လိုမျိုးအထူးအမျိုးပဲပေါ့နော်တခြားပေါ့နော် vlog တွေလုပ်ကြတယ် vlog တွေလုပ်ကြတယ်ဆိုရင်လည်းပေါ့နော်ဒီ idea တွေအများကြီးရတယ် vlog တွေခါကျရင်လုပ်ဖြစ်ထားတယ် video လေးရိုက်ပြီးရတယ်ဒါပေမဲ့ edit လုပ်ရတာပြင်တာနဲ့ဗီဒီယိုကို post မလုပ်ဖြစ်ဘူးတချို့ကြတော့ပေါ့နော်တခုပေါ့နော်edit လုပ်ပြီးသွားပြီဒါပေမဲ့ဟိုနေရာလေးမကြိုက်ဘူးဒီနေရာလေးမကြိုက်ဘူးလို့ပြောပြီးတော့ post မလုပ်ဖြစ်ဘူးအဲ့တော့ပြောရမယ်ဆိုရင်တော့အများကြီးregret လုပ်ဖြစ်တယ်အများကြီးတဲ့ဗီဒီယိုရိုက်ဖြစ်တယ်အများကြီးကိုလည်းပေါ့နော်ဒီစုဆောင်ဖြစ်တဲ့ဒါပေမဲ့ produce လုပ် is comes to the producing ဖြစ်တဲ့အချိန်ကြာရင်တော့ကျမတို့ဘာမှ post button ဖြစ်ဖို့အဲ့လိုကြောင့်မို့ပေါ့နော်public စီကိုပေါ့နော်လုံးဝအများကြီးမရောက်ဖြစ်ဖို့ပေါ့နော်အဲ့လိုကြောင့်ကျမပြောချင်တာကတော့ input ရှိရမယ် input ရှိပါအဲ့လိုပဲပေါ့နော် output လည်းရှိပါ input ရှိရတဲ့အများ output ရှိဖို့လိုတယ်အဲ့လိုမျိုးကျမတို့အများကြီးလုပ်ရမယ်ဆိုတော့ကျွန်တော်ပြောရင်းနဲ့ see you in the next video version